ကျွန်တော်ကတော့ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းမှုတာဝန်ထမ်းဆောင်တဲ့ဦးလင်းကျော်ဖြစ်ပါတယ်ကျွန်တော်ချင်းပြည်နယ်ထဲမှာတော့ခရိုင်၄ခုနဲ့မြို့နယ်၉ခုနဲ့ဖွဲ့စည်းထားပါတယ်ကျွန်တော်ရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးကျွန်တော်ဆောင်ရွက်လက်ရှိတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ပထမကြိမ်မဲဆန္ဒရှင်စည်းနေကတ်ထားကြေညာခြင်းကိုတော့ကျွန်တော်ဇူလိုင်လ25ရက်နေ့ကနေမှဩဂတ်စ်လ9ရက်နေ့ထိ14ရက်ကြာကတ်ထားကြေညာသွားမှာဖြစ်ပါတယ်ကတ်ထားကြေညာတဲ့နေရာတွေကတော့ကျွန်တော်မြို့ပေါ်ရက်ကွက်တွေမှာဆိုရင်လူဦးရေတိတ်တီးတာဖြစ်တဲ့အတွက်ကျွန်တော်နေရာများကတ်ထားပါတယ်ဒီဟာခါမြို့ပေါ်မှာဆိုလို့ရှိရင်လည်းဈေးတရက်ကွက်ဆိုလို့ရှိရင်လည်းလူဦးရေအများဆုံးဖြစ်တဲ့အတွက်3နေရာလောက်ကိုကတ်ပါတယ်ကတ်တဲ့နေရာတွေမှာလည်းတရက်ကွက်လုံးရဲ့အနေအထားတိုင်းကိုပဲကတ်ပေးတယ်တော့ကြေးရွာအုပ်စုတွေမှာဆိုလို့ရှိရင်လည်းကြေးရွာအုပ်စုမှာပါတဲ့မဲဆန္ဒရှင်တွေအားလုံးကိုကျွန်တော်တို့ကတ်ထားကြေညာပေးပါတယ်သူကြေးရွာအုပ်စုနဲ့ပါဝင်တဲ့ရွာတွေမှာကိုလည်းကျွန်တော်မဲဆန္ဒရှင်တွေနဲ့တက်ဆိုင်တဲ့ရွာလိုက်မဲဆန္ဒရှင်စည်းရင်းတွေကိုလည်းကျွန်တော်ကတ်ထားကြေညာပြီးဖြစ်ပါတယ်ဒီနေ့အထိမှာတော့ကျွန်တော်တို့ပထမကြိမ်မဲစင်းနဲ့ပတ်သက်ပြီးတော့ပေါ့တပြည်နယ်လုံးမှာတော့3,422,142 ဦးကျွန်တော်တို့ကတ်ထားကြေညာခဲ့ပါတယ်ကတ်ထားကြေညာတဲ့အခါမှာတော့ဒီနေ့ကျွန်တော်29ရက်နေ့အထိကိုတော့6မြို့နယ်လုံးမှာပုံစံ3နဲ့အမည်မပါဝင်လို့အကြောင်းမျိုးကြောင့်အမည်တွေမပါဝင်ခဲ့တဲ့အတွက်ကြောင့်လာရောက်ကြည့်ရှုတဲ့မဲဆန္ဒရှင်တွေကနေမှပုံစံ3နဲ့အမည်စင်းကိုထည့်သွင်းပေးပါဆိုပြီးတော့ပုံစံ3နဲ့လျှောက်ထားတာကတော့1432မှာ6ဦးရှိပါတယ်ကျွန်တော်ဒီပုံစံ4နဲ့ကန့်ကွက်တဲ့ဟာတော့1589ဦးရှိပါတယ်ပုံစံ4နဲ့ကတော့ချိုးကတော့ကျွန်တော်ကွယ်လွန်သွားတဲ့လူတွေလည်းအကြောင်းမျိုးကြောင့်ပါဝင်လာတာရှိတယ်တချို့ကြတော့လည်းမြို့နယ်ပြင်ပသွားရောက်နေတဲ့ပြန်မလာနိုင်တော့တဲ့လူတွေရှိတယ်လို့ပဲနိုင်ငံရဲ့ခြားကိုအလုပ်တစ်ခုကြောင့်လည်းသွားရောက်ပြီးတော့ပြန်မလာနိုင်တော့တဲ့လူတွေရှိတယ်ဆိုပြီးတော့သူတို့ရဲ့မိသားစုဝင်တွေကနေမှကန့်ကွက်တဲ့ပုံစံ4နဲ့ကန့်ကွက်တာကတော့1589ဦးရှိပါတယ်ကျွန်တော်တို့စပြီးတော့လူရေးစင်းတွေကောက်ယူတဲ့အချိန်မှာလည်းအချက်လက်လေးတွေအချို့မှားယွင်းတာတွေရှိတယ်နောက်ကွန်ပျူတာစင်းသွင်းတဲ့အခါမှာလည်းအချက်လက်လေးတွေအချို့နေရာတွေမှာမှားယွင်းတာတွေရှိသလိုပဲကောက်တဲ့အခါမှာပဲမှတ်ပုံတင်တွေကိုနံပါတ်တွေကိုကျွန်တော်တို့ဖြည့်ကြားတဲ့လူတွေကနေမှကျွန်တော်ကိန်းဂဏန်းတွေရမပြောနိုင်တဲ့အခြေအနေမှာလည်းအခုအပေါက်တွေပေါ့မဲစင်းထဲမှာအပေါက်တွေဖြစ်လာတဲ့အခါမှာအခုအချိန်မှာတော့ကျွန်တော်ပထမချိန်မဲစင်းကတ်တဲ့အချိန်မှာတော့ပုံစံ၄ခငယ်နဲ့ကျွန်တော်အချက်လက်တွေပြင်ဆင်တဲ့မဲဆန္ဒရှင်တွေကတော့တပြည်နယ်လုံး9မြို့နယ်လုံးမှာတော့1505ဦးကိုဒီနေ့ထိကျွန်တော်တို့စည်ရင်ရရှိပြီဖြစ်ပါတယ်တိန်အောင်မှာတယောက်စီနှုံးနဲ့လာရောက်ပြီးကျူးရှိတာတွေဖြစ်တယ်ဆိုပေမဲ့လည်းအခုချိန်ထိကတော့ကျွန်တော်တို့ပြည်နယ်တွင်းမြို့နယ်လိုက်တွေမှာတော့ကြီးစုမှုအရေးအတွက်ကတော့ရှိတဲ့တလောက်တော့ရှိနေပါပြီတိုးတော်မြို့ပေါ်ရက်ကွက်တွေမှာတော့လုပ်ငန်းတာဝန်များလို့ပဲဖြစ်ကျွန်တော်တို့လာရောက်ကြီးစုတဲ့အခါမှာပဲကျွန်တော်ကတ်ထားကြေညာတဲ့နေရာတွေပဲလိုအပ်ချက်တွေရှိလို့ပဲဖြစ်တော့ရာသီဥတုအခြေအနေရပဲဖြစ်လာရောက်ကြီးစုတဲ့လူဟာခါမြို့ပေါ်မှာဆိုလို့ရှိရင်အချို့နေရာတွေမှာနည်းနေသေးတာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်ကျွန်တော်ဟာခါမြို့နဲ့ရှင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဟာခါမြို့မှာကမဲဆန္ဒရှင်ပထမကြိမ်မဲဆန္ဒရှင်က3,9,696 ဦးရှိပါတယ်ကျွန်တော်မြို့ပေါ်ရက်ကွက်က8ရက်ကွက်ရှိတယ်နောက်ကျွန်တော်တို့ဒီအုပ်စုတွေကကြတော့22မှာ9ဦးစုရှိတယ်အဲ့မှာမဲဆန္ဒရှင်တွေရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်မြို့ပေါ်ရက်ကွက်8ရက်ကွက်မှာ23,681ဦးရှိပြီးတော့အုပ်စု29အုပ်စုက16,000နဲ့မှ25ဦးပဲရှိတယ်အဲ့တော့ကြည့်ချင်းအဖြစ်ကျွန်တော်တို့မြို့ပေါ်ရက်ကွက်တွေမှာလူဦးရေများတာကိုတွေးရှိရတယ်။ကွာခြားချက်ကလည်း9,646ဦးကွာခြားတာတွေးရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မြို့ပေါ်ရက်ကွက်မှာရှိတဲ့မဲဆန္ဒရှင်တွေအနေနဲ့ကျွန်တော်ကတ်ထားကြေညာတဲ့အခါမှာတိန်အောင်တယောက်နှုံးလာရောက်ကြည့်ရှုဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံလို့ရတယ်။တကယ်လို့များအကြောင်းမျိုးကြောင့်လာရောက်ပြီးတော့ကြည့်ရှုဖို့ခက်ခဲရှိတယ်ဆိုလို့ရှိရင်လည်းဟာခါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုဖုန်းလေးနဲ့ဆက်သွယ်ပြီးတော့လှမ်းပြီးတော့မဲစင်းမှာပါမပါဘူးလှမ်းမေးလို့ရပါတယ်မေးတဲ့အခါမှာဆိုလို့ရှိရင်မဲစင်းထဲမှာမပါဘူးဆိုလို့ရှိရင်မပါတဲ့အကြောင်းပုံစံ3နဲ့ပြန်လျှောက်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးတော့ဆက်သွယ်ပြီးတော့ပြောပေးမှာဖြစ်တယ်အချက်လက်တွေမှားရင်းနေတယ်နောက်မပါတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လည်းခုနလိုပုံစံ4ကားငယ်တွေနဲ့ကန့်ကွက်ပေးပါဖြည့်သွင်းပေးပါဆိုပြီးတော့ကျွန်တော်ဖုန်းလေးနဲ့မဲစင်းတွေလာအောင်မကြည့်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဆောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်အခုတစ်ဆက်တည်းပဲချင်းပြည်နယ်ထဲမှာလွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုကျွန်တော်စတင်ပြီးတော့အမည်စင်းတွေလက်ခံဆောင်လက်ရှိပါတယ်ခရိုင်၄ခုမှာဖြစ်ပါတယ်ဒီနေ့
20ရက်နေ့ကနေဇူလိုင်လ20ရက်နေ့နဲ့စပြီးတော့ဩဂတ်စ်လ9ရက်နေ့ထိတိုင်အောင်ကျွန်တော်ဒီ19ရက်ကြာအမည်စင်းတွေလက်ခံမှာဖြစ်ပါတယ်လက်ခံတဲ့အချိန်မှာဒီနေ့29ရက်နေ့ထိအောင်တော့ကျွန်တော်တို့ဒီဟာခခရဲမှာဆိုလို့ရှိရင်မဲဆန္ဒနယ်က9ခုရှိပါတယ်9ခုမှာကျွန်တော်ပြည်သူ့လွှတ်တော်ကတနယ်ရှိပါတယ်မြို့သားလွှတ်တော်က2နယ်ရှိပြီးတော့ပြည်နယ်လွှတ်တော်က2နယ်9နေရာမှာတော့ပါတီကျွန်တော်ညီညွတ်သောဒီမိုကရက်တစ်ပါတီကဒီနေ့ထိလာတင်ထားတာတော့9အုပ်ရှိနေပါပြီဖလန်းခရိုင်မှာကျွန်တော်တို့မဲဆန္ဒနယ်က4နယ်ရှိပါတယ်ပြည်သူ့လွှတ်တော်ရဲ့မြို့သားလွှတ်တော်1နယ်ရဲ့ပြည်နယ်လွှတ်တော်2နယ်အဲ့4နယ်မှာလည်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ညီညွတ်သောဒီမိုကရက်တစ်ပါတီကပဲ4ဦးတင်ပြီးဖြစ်ပါတယ်နောက်ကျွန်တော်တို့မင်းတပ်ခရိုင်မှာဆိုလို့ရှိရင်လည်းကံပလက်မြို့နယ်နဲ့မင်းတပ်မြို့နယ်ပါဝင်ပါတယ်ကံပလက်မြို့နယ်နဲ့မင်းတပ်မြို့နယ်မှာလည်းကျွန်တော်ပြည်သူ့လွှတ်တော်1နယ်နဲ့မြို့သားလွှတ်တော်1နယ်စီနောက်ပြည်နယ်လွှတ်တော်1နှစ်ဆိုပြီးတော့ဖြစ်တဲ့အတွက်ကြောင့်တမြို့နယ်မှာ4နယ်ရှိပါတယ်အဲ့အတွက်ကြောင့်ညီညွတ်သောဒီမိုကရက်တစ်ပါတီကပဲကံပလက်မြို့နယ်အတွက်ကိုလည်းမဲဆန္ဒနယ်4နယ်အတွက်ကို4ဦးတင်ပြီးပါပြီကျွန်တော်ဒီမင်းတပ်မြို့နယ်မှာဆိုလို့ရှိရင်လည်းညီညွတ်သောဒီမိုကရက်တစ်ပါတီကပဲ4ဦးတင်ပြီးတာဖြစ်ပါတယ်မတူပီမြို့နယ်အနေနဲ့ကတော့သူကမတူပီ KI အနေနဲ့ပေါ့မတူပီ KI အနေနဲ့ကတော့မတူပီမြို့နယ်နဲ့ပလောဝမြို့နယ်ပါဝင်ပါတယ်နှစ်မြို့နယ်လုံးမှာတော့နိုင်ငံရေးပါတီများအနေနဲ့ဒီနေ့ထိကတော့ကိုယ်စားလှယ်လောင်းအမည်စဉ်တင်သွင်းမှုမရှိသေးပါဘူးကျွန်တော်ကိုယ်စားလှယ်လောင်းနေအမည်စဉ်တွေတင်သွင်းဒါကိုလက်ခံပြီးတဲ့အခါမှာဩဂတ်လ10ရက်နေ့ထိပေါ့9ရက်နေ့ထိကကျွန်တော်လက်ခံသွားမှာဖြစ်တယ်8ရက်9ရက်10ရက်အဲ့3ရက်မှာတော့ကျွန်တော်တို့ဒီကိုယ်စားလှယ်လောင်းအမည်စဉ်တွေကိုပြန်လည်ရုပ်သိမ်းဖို့အတွက်ရှိလာမဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ပြန်လည်ပြီးတော့ရုပ်သိမ်းနိုင်ပါတယ်10ရက်နေ့ထိတိုင်အောင်တိုးတော်မဲဆန္ဒနယ်မြေတွေကိုပြောင်းလဲလို့တဲ့ကိုယ်စားလှယ်လောင်းတွေရှိခဲ့မယ်ဆိုလို့ရှိရင်တော့9ရက်နေ့ထက်နောက်မကျစေဘဲနဲ့ပြန်လည်ရုပ်သိမ်းတာတွေပြောင်းလဲလို့တဲ့မဲဆန္ဒနယ်မြေတွေပြောင်းလဲဖို့အတွက်ပြန်လည်တင်သွင်းတာတွေအားလုံးကိုတော့ကျွန်တော်ဩဂတ်စ်လ9ရက်နေ့နောက်ဆုံးထားပြီးတော့ဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့တင်ပြလိုပါတယ်နောက်ကျွန်တော်တို့ပြန်လည်ပြီးတော့ဒီအမည်စင်းတွေကိုပြန်လည်စီစစ်မဲ့ရက်တွေကတော့ဩဂတ်စ်လ17ရက်နေ့ကနေမှဩဂတ်စ်လ18ရက်နေ့ထိ9ရက်ကျွန်တော်တို့လွှတ်တော်မဲဆန္ဒနယ်တွေအလိုက်ကိုတက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတွေကနေမှစီစစ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ချင်းပြည်နယ်အတွင်းမှာပထမကြိမ်မဲစင်းကိုခုနကျွန်တော်တင်ပြခဲ့သူပဲ14ရက်ကတ်ထားကြေညာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒုတိယကြိမ်မဲဆန္ဒရှင်စင်းတွေကိုလည်းကျွန်တော်အောက်တိုဘာလအတွင်းမှာထပ်ပြီးတော့ဒုတိယကြိမ်မဲဆန္ဒရှင်တွေကတ်တော့မှာဖြစ်ပါတယ်ပထမကြိမ်နဲ့ဒုတိယကြိမ်မဲဆန္ဒရှင်စင်းတွေကိုကတ်ထားကြေညာတဲ့ဂျားထဲမှာပေါ့ဂျားကာလအတွင်းမှာကျွန်တော်တို့ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲနဲ့ကော်မရှင်ဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့မဲဆန္ဒရှင်ပြည်သူတွေကိုမဲစင်းမှာပြည်စုံမှန်ကန်တဲ့မဲစင်းတွေရအောင်မဲပေးခွင့်တွေမဆုံးရှုံးမှုအတွက်ကိုရည်ရွယ်ပြီးတော့ဆောင်ရွက်ဖို့အတွက်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်တော့မှာရှိပါတယ်အဲ့ဒီဟာတွေကတော့ကျွန်တော်အခုလက်ရှိကတ်ထားကြေညာတဲ့မဲဆန္ဒရှင်စင်းတွေရဲ့လိပ်စာတွေမှာမဲဆန္ဒရှင်ပြည်သူတွေတွေ့ရပါလိမ့်မယ်အိမ်တော်စုကုန်းနံပါတ်တွေရှိပါတယ်အဲ့အိမ်တော်စုကုန်းနံပါတ်တွေအားလုံးကိုကျွန်တော်တို့အခုလက်ရှိကူညီပေးနေတဲ့လူငယ်ဗော်လန်တီယာတွေရဲ့အကူအညီတွေရယူမယ်ပြီးလို့ရှိရင် CSO လူမှုအသင်းဖွဲ့တွေရဲ့အကူအညီတွေရယူမယ်ဟိုသတင်းမီဒီယာတွေရဲ့အကူအညီတွေရယူပြီးတော့အိမ်တွေမှာကျွန်တော်တို့လိုက်ပြီးတော့ကတ်ထားပေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်ရဲ့ရွေးကောက်ပွဲရဲ့ကုန်းနံပါတ်ကဥပမာအပြင်333ဆိုလို့ရှိရင်မဲစင်းမှာကြည့်လိုက်တာနဲ့ကိုယ့်ရဲ့331ကိုကြည့်လိုက်တာနဲ့ကိုယ့်ရဲ့မိသားစုတွေအားလုံးပါမပါဘူးဒုတိယကြိမ်ကတ်ထားကြေညာတဲ့အခါမှာလွယ်လင့်တကူနဲ့ရှာဖွေနိုင်မှာဖြစ်ပါတယ်အခုပထမကြိမ်မှာတော့ကျွန်တော်တို့ကအိမ်တော်စုခုနရွေးကောက်ပွဲကုန်းနံပါတ်တွေမကတ်ထားသေးတဲ့ဟာတော့အပြောင်းလဲတွေရှိနိုင်မှာဆိုတဲ့အတွက်ကြောင့်မကတ်ထားသေးပါဘူးဒုတိယကြိမ်မကတ်ခင်မှာတော့ကျွန်တော်တို့အိမ်တော်စုကုန်းနံပါတ်တွေအားလုံးကိုအိမ်တွေမှာကျွန်တော်တို့ကတ်ပေးမှာဖြစ်တယ်ကိုယ့်အိမ်မှာကတ်ထားတဲ့ကုန်းနံပါတ်ကိုကြည့်ပြီးတော့မဲစင်းကိုလာကြည့်လိုက်တဲ့ခါကျလို့ရှိရင်လွယ်လင့်တကူနဲ့မြန်ဆန်နဲ့ကြည့်သွားနိုင်မှာဖြစ်ပါတယ်နောက်ဒုတိယတစ်ခုကတော့ကျွန်တော်မဲဆန္ဒရှင်ပြည်သူတွေအတွက်ကိုကျွန်တော်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအနေနဲ့ဘယ်လိုစားဖက်ပေးရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးပြီးဖြစ်ပါတယ်အဲ့ဆွေးနွေးချက်ကတော့မျိုးပေါ်ရက်ကွက်တွေမှာမဲဆန္ဒရှင်တွေများတာဖြစ်တဲ့အတွက်အဝင်ထွက်တွေလည်းရှိတယ်အဲ့အတွက်ကြောင့်သက်ဆိုင်ရာရက်ကွက်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတွေရဲ့သက်ဆိုင်တဲ့အုပ်ချုပ်ရေးရက်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တရင်တက်ဆင်းစနစ်နဲ့အခုလက်ရှိပထမအကြိမ်မဲစင်းကတ်ထားတဲ့စီးရင်တွေမှာဘာတွေလိုအပ်ချက်ရှိနေလဲဘယ်လိုပြန်ပြီးတော့ဖြည့်ဆွတ်ရမလဲ
ပြည်စုံမှန်ကန်တဲ့မဲစင်းတွေရောက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီလန်းတွေကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးတိုင်ပင်သွားမှာဖြစ်ပါတယ်အဲ့ဆွေးနွေးချက်တွေပေါ်မူတည်ပြီးတော့ပဲတိုင်တက်ဆင်းကျွန်တော်တို့ကပြန်လည်ပြီးတော့အခုပထမချိန်မဲစင်းတွေမှာပါလားမပါဘူးလားဆိုတာအခုမှပထမချိန်မှာကတ်ထားသလိုပဲတိုင်တက်ဆင်းကိုပြန်ပြီးတော့လိုက်ပြီးတော့မဲစင်းစစ်စစ်တဲ့လုပ်ငန်းတွေကိုလည်းဒုတိယချိန်မဲစင်းမကတ်ခင်မှာကျွန်တော်ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ချက်ကတော့ကျွန်တော်မဲဆန္ဒရှင်ပြည်သူတွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာမဖြစ်မနေဥပဒေအကာအကွယ်တွေလည်းရောက်ထားမှာဖြစ်ပါတယ်ကျွန်တော်လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း73ထဲမှာပြဋ္ဌာန်းထားတဲ့အချက်အလက်တွေကိုလည်းမဲဆန္ဒရှင်တွေနဲ့တည်တင်ဖို့အတွက်ကိုကျွန်တော်အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်ဒါကဘာလဲဆိုအခုလက်ရှိကျွန်တော်တို့မဲဆန္ဒရှင်စည်းတွေကိုပထမချိန်မှာကတ်ထားနေတယ်ကတ်ထားတဲ့အခါမှာမြည်သူမဆိုဒီမဲဆန္ဒရှင်စည်းတွေကိုဖတ်ရှုလို့မရအောင်ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပဒေအရထောင်ဒဏ်တစ်နှစ်ဒါမှမဟုတ်လို့ရှိရင်လည်းငွေဒဏ်တစ်သိန်းကြခံရမှာဖြစ်ပါတယ်မြည်သူမဆိုတဲ့အထက်မှာကျွန်တော်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတွေလည်းပါပါတယ်မဲဆန္ဒရှင်တွေလည်းပါပါတယ်မဲဆန္ဒရှင်တယောက်ကကျွန်တော်တို့မဲစင်းကတ်ထားတဲ့ဟာကိုချစ်သွားတဲ့ဟာနောက်လူတွေထပ်ပြီးတော့ဖတ်ရှုလို့မရအောင်ဖျဲသွားတဲ့ဟာဒါမျိုးကိုကျွန်တော်တို့တွေ့ရှိမယ်ဆိုလို့ရှိရင်ခုနကကျွန်တော်တင်ပြခဲ့လို့ပဲပြစ်မှုရှိတယ်ဖြစ်တဲ့အတွက်ကြောင့်ပြစ်ဒဏ်အနေနဲ့လည်းထောင်ဒဏ်တစ်နှစ်ငွေဒဏ်တစ်သိန်းဒါကိုကြာခံရမှာဖြစ်တယ်လို့ပဲကျွန်တော်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲဆင့်အနေနဲ့လည်းမဲစင်းကတ်ထားကြေညာရမယ်ဇူလိုင်25ရက်နေ့ကနေမှဩဂတ်လ9ရက်နေ့ထိတောင်14ရက်တာကတ်ထားကြေညာရမယ်ဆိုတနိုင်ငံလုံးကြေညာထားတဲ့အခါမှာရကြေးကော်မရှင်ရပဲဖြစ်ဖြစ်မြို့နယ်ကော်မရှင်ရဖြစ်ဖြစ်ခရိုင်ရပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်နယ်ကော်မရှင်ရပဲဖြစ်ဖြစ်ဒီမဲစင်းတွေကိုမဲဆန္ဒရှင်တွေကြည့်ရှုရမယ်14ရက်အတွင်းမှာကတ်ထားကြေညာပေးခြင်းမရှိဘူးလွယ်လင်းကူကတ်ထားခြင်းမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့တက်ဆိုင်တဲ့ရွေးကောက်ပွဲကော်မရှင်တွေနဲ့လည်းမိသူမဆိုဆိုတဲ့အထက်မှာပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကော်မရှင်ဖွဲ့ခွဲတွေအနေနဲ့လည်းတတိထားမဲ့ကိစ္စကတော့ဒီ14ရက်အတွင်းမှာမဲဆန္ဒရှင်တွေကတော့လာမကြည့်တော့ပါဘူးအားလုံးလည်းကြည့်ပြီးသွားပါပြီဆိုပြီးတော့ဒီမဲစင်းတွေကိုဖြုတ်ပြီးတော့တင်လိုက်တာတွေကတ်ထားကြေညာခြင်းမပြုဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့မဲရက်ကြီးကော်မရှင်တွေရောရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲဆင့်ဆင့်မှာတာဝန်ရှိတဲ့လူတွေလည်းဒီဥပဒေအရခုနလိုထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ်တစ်သိန်းကိုမဲဆန္ဒရှင်တွေနဲ့နှီးတူကျွန်တော်တို့လည်းဒီဥပဒေနဲ့ညီဆုံးပြီးတော့ဒီပြစ်ဒဏ်ကိုကြာခံရမှာဖြစ်ပါတယ်အဲ့တို့ကြောင့်ကျွန်တော်တို့အခုကတ်ထားကြေညာတဲ့14ရက်အတွင်းမှာမဲဆန္ဒရှင်တွေပြည်သူတွေအနေနဲ့ကျွန်တော်လွယ်လင်းတကူကြည့်ရှုနိုင်အောင်မဲစင်းတွေလည်းကတ်ထားကြေညာသလိုပဲအလွယ်တကူပဲလာရောက်မကြည့်ရှုနိုင်ဘူးဆိုလို့ရှိရင်လည်းမြို့နယ်ကော်မရှင်တွေကိုဖုန်းနဲ့လှမ်းပြီးတော့ဖုန်းနဲ့လှမ်းမေးလို့ရပါတယ်တို့တော့ဒီကတ်ထားကြေညာတဲ့မဲစင်းတွေကိုနောက်လူတွေဖတ်ရှုလို့မရအောင်ဖျဲဆုပ်သွားတဲ့အနေအထားတွေတိမ်ယူသွားတဲ့အနေအထားတွေမဖြစ်ဖို့ရယ်အခုလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့တကယ်ရကြေးကော်မရှင်တွေနေနဲ့ရောမြို့နယ်ကော်မရှင်တွေနေနဲ့ရောဒီမဲစင်းတွေကိုတတ်မှတ်ထားတဲ့ဩဂတ်လ9ရက်နေ့ထိတိုင်အောင်ကတ်ထားကြေညာပေးဖို့ကတ်ထားကြေညာခြင်းကိုပြက်ကွက်တယ်ဆိုလို့ရှိရင်လည်းခုနမြည်သူမဆိုတဲ့ဥပဒေပုံမှန်ထဲမှာကျွန်တော်တို့ဒီပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့အထူးလေးနဲ့ထားပြီးတော့စောင့်ထိန်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံလိုပါတယ်ခင်ဗျ